လုံးပဲမင်္ဂလာပါမိုင်းရအခုရွှေညောင်မျိုးကိုရောက်ရှိနေတာဖြစ်ပါတယ်ရွှေညောင်မျိုးရဲ့ငွေကဘာဆန်ဆက်နဲ့ငွေကဘာလုပ်ငန်းစုရဲ့မိသားစုရဲ့အလှူလေးကိုလာလင်းပေးတာဖြစ်ပါတယ်သူတို့ကအင်းသူအင်းသားမိသားစုတွေဆိုတော့မိုင်းရဒီမှာအင်းသူဝတ်စုံလေးဝတ်ပြီးတော့အလှူလက်လေးလိုက်သွားပါမယ်ချ